ကျန်းငါးသီးသေးလေးတွေလက်ဆောင်ညာလို့မိဖုတ်ပြီးတော့ထောင်းစားမှာဖြစ်ပါတယ်ပထမအဦးဆုံးကျန်းငါးသီးလေးတွေကိုမိဖို့ထဲထည့်ပြီးတော့မိဖုတ်လိုက်ပါတယ်အဲ့အိမ်ကဒီအသေးမျိုးလေးကိုစိုက်ထားတယ်နဲ့အမြဲတမ်းခဏခဏလက်ဆောင်ပေးတယ်အဲ့မှာကျန်းငါးသီးတီးတိုင်းလေမိဖုတ်ပြီးရဲ့ကျန်းငါးသီးလေးတွေကိုကျမတို့ကဖုံနေပြားတွေတန့်စင်တော့အောင်ရေးဆေးလိုက်တယ်ရေးဆေးပြီးရလဲဒီအပေါ်ကထိတ်လေးတွေဖြတ်ပြီးတော့ငရုတ်စုံနဲ့ထည့်တယ်ပြီးတော့ကြက်သွန်ပြူပစုံကြောက်ငရုတ်သီးမုံတော့နည်းနည်းပဲထည့်လိုက်တယ်တအားဆက်သွားမှာဆိုလို့လေပြီးရင်စားထည့်တယ်ကြက်သားမုံထည့်ပါတယ်ကျမအချိုမုံကိုမဖြစ်မနေဟင်းနေပဲတုံးတာပါရတဲ့လောက်ကတော့အချိုမုံမတုံးကြက်သားမုံပဲတုံးတယ်တဘာဝချိုတိုင်းစားတာများပါတယ်ကဲအခုဆိုလို့ရှိရင်ကျန်းငါးသီးတောင်းလေးရတော်တော်လေးကိုညက်သွားပါပြီကန်လေးထည့်လိုက်ပါမယ်အဲ့ဒီအသေးမျိုးလေးတွေကခဏခဏလက်ဆောင်ရတယ်လိုမျိုးညက်ပြီးပြောင်းနေတီထောင်းမှာပြီးရင်ကျမပဲစီလေး2ဆွန်းလောက်ဆန်းလိုက်ပါမယ်ကဲကျန်းငါးသီးမီးပုတ်ထောင်လေးရပါပြီเนาะဒီကျန်းငါးသီးမီးပုတ်ထောင်ကိုကျမဘာဟင်းမှမပါဘူးထမင်းပူလေးကိုစီစမ်းပြီးဒီဟာလေးနဲ့ပဲတီးတန့်စားမှာအရန်စားကောင်းတာအရန်ရတာရှိတာစားပြီးရင်တော့နက်ပြီးတက်ရတော့မှာပေါ့အဲ့ရမှာပေါ့ကျန်းငါးသီးဆိုတော့သွေးတိုးပြီးတော့လေကျမအစကတည်းကလည်းနည်းနည်းသွေးတိုးတက်တော့ကဲစားပြီးအိပ်ပါတော့မယ်